မင်္ဂလာပါကျွန်တော်ခုပြောပေးမယ့်အကြောင်းအရာကတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာရှိတဲ့နေရာဒေသအသီးသီးနဲ့ရက်ကွက်လိုက်အမည်နာမတွေမဲ့ခေါ်ခဲ့ကြပုံအကြောင်းကိုဘူးတုဒအနေနဲ့ရောတွားရောက်လေပဲ့ရန်အနေနဲ့ပါသိရှိထားဖို့အတွက်မျှဝေပေးသွားမှာဖြစ်ပါတယ်မော်လမြိုင်မှာကုန်းကူကုန်းကြောင်ကိုကြောင်တန်ကိုတန်းဆိုပြီးရက်ကွက်တွေကိုအမည်တည်တည်ပေးထားတာရှိပါတယ်ကုန်းကူကုန်းကတော့နံပါတ်1ရှမ်းကုန်း2စီကုန်း3ဇော်ကုန်း4ထမ်းမင်ကုန်း5တာယာကုန်းကတော့မွန်တကြီးဦးတာယာအုပ်ချုပ်ခဲ့တာကိုဆွဲပြုလို့တာယာကုန်းလို့ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ်6စစ်ကေကုန်းကတော့စစ်ကေကြီးဦးထော်လီနေထိုင်ခဲ့တဲ့အရက်ကိုအဆွဲပြုလို့စစ်ကေကုန်းလို့ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ်ခွန်မယန်းကုန်းကတော့မယန်းပင်နေအများအပြားပေါ့ရရက်ဒေသမလို့မယန်းကုန်းလို့ခေါ်ဆိုခဲ့ကြောင်းသိရှိရပါတယ်ရှစ်ဖိုးစောကုန်းကတော့မွန်တကြီးဖိုးစောနေထိုင်အုပ်ချုပ်ခဲ့တာအရက်ဒေသမလို့ဖိုးစောကုန်းလို့ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ်နောက်ဆုံးနံပါတ်9ဘိုကုန်းကတော့ထုံးစံအတိုင်းပဲအရင်ခေတ်ကအခေါ်ဖြစ်ပါတယ်ဥရောပတိုက်သားတွေကိုဘိုလို့ခေါ်ဆိုလေးရှိတာကြောင့်မလို့ဥရောပတိုက်သားတွေစုဝေးနေထိုင်ရအရက်ဒေသမလို့ဘိုကုန်းလို့ခေါ်ဆိုကြောင်းသိရှိရပါတယ်ဒါကတော့ကုန်းကိုကုန်းဖြစ်ပါတယ်နောက်ထပ်ကြောင်ကိုကြောင်1ပကိုးကြောင်2တရက်ကြောင်3ရေကန်ကြောင်4ခယူးကြောင်5ပူတူးကြောင်6နတ်ချေးကြောင်9ပတလာကြောင်10ဖီလိုင်းကြောင်9ငှက်ဆိုးကြောင်တို့ပဲဖြစ်ပါတယ်ငှက်ဆိုးကြောင်ကတော့အခုကတော့ဒေါင်မင်းရက်လို့အမည်ပြောင်းခေါ်ဆိုထားခြင်းဖြစ်ပါတယ်နောက်ထပ်အတန်ကိုတန်းလည်းရှိကြောင်းသိရှိရပါတယ်1လက်မှုတန်း2လဲတန်း3ဆက်တန်း4ပြင်တောင်တန်း5တရုတ်တန်း6ဖက်တန်းကတော့တနက်ဖက်တွေရောင်းဝယ်ရရက်ကွက်ကိုဆွဲပြီးလို့ဖက်တန်းလို့ခေါ်ဆိုကြောင်းသိရှိရပါတယ်ခွင်တောင်ပေါ်တန်း28အိမ်တန်းနဲ့နောက်ဆုံးနံပါတ်9နတ်မော်တန်းတို့ပဲဖြစ်ပါတယ်ဒါကမော်လမြိုင်မြို့မှာရှိတဲ့ကုန်းကူကုန်းကြောင်ကိုကြောင်တန်ကိုတန်းဆိုပြီးတော့ရက်ကွက်တွေကိုအမည်တည်တည်ခေါ်ဆိုထားခြင်းဖြစ်ပါတယ်ပြီးတော့ရက်ကွက်တွေအနေနဲ့ကတော့မြမသမိုင်းဝင်နန်းစင်ပရမငမောက်ကိုမလိမ့်တစ်ပတ်နဲ့အပြောက်ရိုက်ခဲ့တဲ့ဒုတိယဘူမူကြီး14တင်မော်လမြိုင်မြို့ကိုလာပြီးအရေးပိုင်းအဖြစ်တောင်ဝန်ထမ်းဆောင်နေချိန်ကနေထိုင်သွားခဲ့တဲ့အရက်ကိုအခုချိန်ထိအရေးပိုင်းကုန်းလို့ခေါ်ဆိုကြောင်းသိရှိရပါတယ်နောက်တစ်ခုကမှုပွင့်ဆိုတာကတော့မွန်ဘာသာနဲ့အငူအဆုံးလို့အဓိပ္ပာယ်ရပါတယ်ပြီးတော့မွန်တကြီးဖုံးမောင်ငန်အုပ်ချုပ်ခဲ့တဲ့အရက်ကိုမောင်ငန်ရက်ဓမ္မစီဒီမင်းလူတန်းခဲ့တဲ့တိန်ရှိရအရက်ကိုကြာတိန်ကုန်းရက်တဝယ်မြို့ကနေပြောင်းရွှေ့နေထိုင်သူတွေနေထိုင်ရအရက်ကိုကြာတော့တဝယ်စုရက်ဗဘဲသမားတွေစုပေါင်းနေထိုင်ရအရက်ကိုကြာဗဘဲတန်းစသဖြင့်အမည်တည်တည်ခေါ်ဆိုကြောင်းသိရှိရပါတယ်အဲ့ဒီလိုပါပဲပြင်သစ်သမောတစီနှိမ့်မြုပ်ခဲ့တဲ့အရက်ကိုသမောလဲရက်ပြည်မြို့အနီးရွှေတောင်ကနေပြောင်းရွှေ့လာတဲ့သူတွေအခြေချနေထိုင်ရာရွှေတောင်ရဲ့ဗရုံမင်းလက်ထက်တဝယ်ကနေပုံကန်သူတွေကိုနှိမ်နှင်းခဲ့တဲ့ဒိုင်းဝင်မင်းကြီးရဲ့တပ်တွေတလားခံစခန်းချနေထိုင်ခဲ့တဲ့ကွင်းကိုကြဒိုင်းဝင်ကွင်းစသဖြင့်အမည်နာမများခေါ်ဆိုခဲ့ကြောင်းသိရှိရပါတယ်ကျေးဇူးတင်ပါတယ်